ကျွန်တော်တို့ဆက်လက်ပြီးတော့ဒီ save ဘိုင်းကိုလေ့လာကြည့်မယ်ပေါ့နော်ကျွန်တော်တို့ဒါ save မှာဆိုကျွန်တော် save app ကိုသုံးမယ်ပေါ့နော်သူကလည်းအဆင့်ဘယ်နှဆင့်ရှိတယ်သူကအဆင့်5ဆင့်ရှိတယ်အဲ့လိုပဲဒီ purchase လိုပဲပေါ့နော် quotation ကစမယ်တေးကြရင် save order တင်မယ်ပြီးရင် deliver ကုန်ပို့တဲ့ကိစ္စတွေလုပ်မယ်ပြီးရင် invoice ဖွင့်မယ် payment လုပ်မယ်အဲ့တော့ကျွန်တော်တို့ကဒီ category တိစောက်တဲ့အခါမှာပေါ့နော်ဒီ perpetual invoice ဆိုတာကိုဒါကျွန်တော်တို့ထားခဲ့မယ်ဆိုလို့ရှိရင်သူက invoice ဖွင့်တဲ့အချိန်မှာဒီလိုအပွားလိုဂျာနဲ့တစ်စောင်လေးဆင်းလိမ့်မယ်နော် save မှာ credit area မှာ debit soft valuation မှာ credit နဲ့ COGS မှာ debit ဆိုပြီးဆင်းလိမ့်မယ်ဒါက invoice ဖွင့်တဲ့အချိန်မှာပြီးတော့မှကျွန်တော်တို့ payment လုပ်တဲ့အခါကျမှ ban တော့ cash မှာ debit နဲ့ area မှာ credit ဆိုပြီးစရင်ပြန်ပြီးတော့ပိတ်ပေးသွားလိမ့်မယ်ဒီလိုအဆင့်လေးတွေရှိရပေါ့အဲဆိုရင်ဟုတ်ပြီကျွန်တော်တို့ဒါ try ကြည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဘယ်ကိုသွားမလဲဆို save တဲ့ကိုသွားမယ် new ခေါ်မယ်ထားပါတော့เนาะလှလှပေါ့အဲ့တော့ကျွန်တော်ရအောင်မဲ့ product ကထားပါတော့ FG เนาะ finish ကိုပဲဆိုပါတော့နမူနာဟုတ်ပြီဒီလိုပုံစံရှိမယ်အဲ့တော့ဒီမှာဆိုတာ line discount ပေါ့နော် line discount အနေနဲ့ကျွန်တော်ဒါ percentage တစ်ခုကိုဒါကျွန်တော်တို့ဒါ short လို့ရမယ် short ခြင်းအဲ့လိုမှမဟုတ်ကျွန်တော်တို့ကဒီမှာအောက်မှာလည်း discount ဆိုတဲ့ button လေးရှိတယ် on all order line ပေါ့နော် order line အားလုံး percent အနေနဲ့ short ခြင်းတာလားပေါ့နော်အဲ global discount ကိုလည်းတော့ percent အနေနဲ့ short ခြင်းတာဒီလိုပုံစံထွက်လိုက်ကျွန်တော်မို့ face amount ဆိုလဲ face amount ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ထားပါ face amount ထားပါတော့နမူနာပေါ့နော်100ပေါ့ apply နေလိုက်မယ်ဒါဆိုရင်အောက်မှာเนาะ discount ဆိုပြီးသူက product line ကိုသူကဘာနဲ့ဝင်လဲအနှုတ်100နဲ့ဝင်သွားလိမ့်မယ်เนาะဒီလိုပုံစံလေးသုံးမယ်ဆိုလဲသုံးလို့ရတယ်ဒါကမိမိအဆင့်လေးလို့သုံးလို့ရတယ်အဲ့လိုမှမဟုတ်ဘူးကျွန်တော်က global discount ထားပါတော့10% အဲ့လိုက်မယ်ဒါဆိုရင်10%ဆိုရင်เนาะ system တစ်ခါတည်းဒီအပေါ်က9000ရဲ့ total ရဲ့10%အောက်မှာတစ် line ဆင်းပေးရပေါ့เนาะဒီလိုပုံစံထွက်လိုက်မယ်ဒါကတော့မိမိအဆင့်လေးလို့ discount တွေကိုသုံးလို့ရတယ်သုံးဖို့မလို့ကျွန်တော် delete လုပ်လိုက်မယ်အဲ့တော့ save လိုက်မယ်ဒီ save ထားတာပါလဲဆိုတော့ quotation ဆင်းပေါ့နော်ဒီနေရာမှာကြိုက်တာမှားလို့ရတယ်ကျွန်တော်တို့ change လို့ရတယ်အဲ့တော့ကျွန်တော်တေးကြပြီဆိုမှနောက်တစ်ဆင့်ကိုတက်မယ်ပေါ့နော်တေးကြပြီဆိုကျွန်တော်ဘာလုပ်မလဲဆိုတော့ confirm order ဆိုတဲ့ cloud လေးကိုနှိပ်လိုက်မယ်ပြီးတော့မှကျွန်တော် deliver လုပ်မယ်ပြီးတော့မှ stock လုံလောက်ရှိတာမလို့ကျွန်တော် validate ဆိုတာကိုနှိပ်လိုက်မယ်ဟုတ်ပြီပြီးရင်ဒီ SO number လေးကိုကျွန်တော်တို့နှိပ်လိုက်မယ်နှိပ်ပြီးတော့ဘာလုပ်မလဲဆိုတော့ invoice ဖွင့်မယ်ပေါ့နော် create invoice regular invoice ပဲ create and draft ပြီးတော့ confirm ဆိုတာလေးကိုနှိပ်လိုက်မယ်အဲ့ဒါဆိုရင်ခုနကျွန်တော်ပြောခဲ့ဆိုပဲเนาะဒီလို COGS နဲ့ဒီလိုဂျာနဲ့ပေါ့နော်လေဂျာ3ခု sorry ဒီ COA 4ခုနဲ့ဒါဂျာနဲ့တစ်ခုဆင်းလိုက်မယ်ပေါ့နော်ဒီလိုပုံစံထွက်လိုက်မယ်အဲ့ဒါကဒါကျွန်တော်ဘယ် receipt ပြီးသွားလဲ invoice ဖွင့်တဲ့စီပြီးသွားပြီ payment ပေါ့နော် payment ကဘယ်ကနှိပ်မလဲဆိုတော့ကျွန်တော်ဒါဘယ်ကလုပ်မလဲ account လေးကနေလုပ်မယ်เนาะအဲ့တော့ account လေးသက်ဆိုင်ရာငွေစရင်ပေါ့နော် new ခေါ်မယ် new ခေါ်မယ်ဒါပါတော့ RECIPT receipt ပေါ့နော်ဒီမှာပါတနာရွေးဖို့မှန်ဖို့လိုမယ်နော်ပါတနာပြလဲလှငွေရတာမလို့အပေါင်းနဲ့ပေါ့နော်9000ပြီးရင်ကျွန်တော်အဲ့ဒါ close ဆိုတာနှိပ်လိုက် system ကျွန်တော် auto reconcile လုပ်ပေးလိမ့်မယ်နော်ဒါငွေမောင်လဲတူတယ်ဒီ customer လဲတူတယ်ပြီးတော့သူနဲ့သက်ဆိုင်ပြီးတစ်စောင်နဲ့ပဲရှိရမလို့အဲ့တစ်စောင်နဲ့ပဲ reconcile လုပ်ပေးတယ်နှစ်ဆောင်ရှိရဆိုတော့ system ဘယ်အဆောင်နဲ့ reconcile လုပ်မလဲဆိုတာကျွန်တော်ကိုမေးလိမ့်မယ်နော်ဒီလိုပုံစံထွက်လိမ့်မယ်ဒါကတော့ဒါကျွန်တော်တို့ကဒါဒီ save process သွားတာပေါ့နော်ဟုတ်ပြီအဲ့ဒါကျွန်တော် save return လုပ်ချင်တယ်နော် return လုပ်ချင်တယ်ဆိုရင်ထားပါတော့ကျွန်တော်ဒီတစ်စောင်ပေါ့အဲ့တော့ return လုပ်ချင်တယ်ဆိုတော့ကျွန်တော်ကဘာလုပ်မလဲကုန်တွေကိုလည်းကျွန်တော်တူပြီးလက်ခံပေးရမယ်နော် deliver လုပ်မယ် return ဆိုတဲ့ cloud လေးနှိပ်လိုက်မယ်အဲ့အချိန်မှာ quantity ရိုက်ထည့်ရမယ်နော် quantity ကတော့1ကျွန်တော်ဘာလုပ်မလဲ return ဆိုတဲ့ဟာလေးကိုလုပ်လိုက်ပြီးတော့မှ validate ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ဒီမှာကြည့်လိုက်လို့ရှိရင်လည်းနော်ပုံမှန်ဆိုသူက delivery မှာ1လို့ပဲပေါ်နေမှာအခုကတော့2လို့ပေါ်နေတယ်ဒီမှာကြည့်ရင်နော် return WH out 002ပေါ့နော်ဒီ reference number ကိုသူက return လုပ်ထားပါဆို system ကျွန်တော်တို့တွန်ပြီး mention လုပ်ပေးထားတယ်အဲ့ဒါဆိုကျွန်တော်ဟုတ်ပြီဘာလို့လဲကုန်နေတော့ကျွန်တော်လက်ထဲကိုတွန်ရလာပြီပြီးတော့အဲ့ဒါကျွန်တော်ဘာလုပ်မလဲဆိုကျွန်တော်တို့ဒီ revenue for ထားတဲ့ဟာကိုလည်းကျွန်တော် credit note ရိုက်ပေးရမယ်ပေါ့နော် credit note ရိုက်မယ်အဲ့တော့ credit note ဒီမှာတော့မိမိမှတ်သားခြင်းအမှတ်သားလို့ရရနော်ဒီအဲ့ဒီ reason ကဘာလို့ credit note ရိုက်ထားလဲပေါ့ဒါတော့ error sign တစ်ခုဒါမှမဟုတ် save return ပေါ့နော်ပြီးတော့မှကျွန်တော် reverse ဆိုတာလေးနှိပ်တယ်ပြီးတော့မှ confirm ဆိုတာနှိပ်လိုက်တကယ်လို့ဒါဒီမှာ product က9 line ပါနေတယ်နော်ကိုကတစ် line ပဲ return ကချင်တာဆိုကျွန်တော်မလိုတဲ့ line တွေကျွန်တော် delete လုပ်ပေးရမှာဒီဟာလေးတော့ရှိနော် confirm ဆိုတဲ့ဟာလေးကျွန်တော်နှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော် return ပြန်ပြီးသွားပြီတကယ်လို့ဒီ return ကလည်းအဆောင်အတွက်ကျွန်တော်ငွေရထားတာဆိုတော့ဒီ9000ငွေပြန်ပေးမှာလားဒါမှမဟုတ်ရှင်နောက်အဆောင်အသစ်နဲ့မှခြေမှာလားပေါ့နော်ဒီလိုပုံစံတော့ရှိတယ်ငွေပြန်ပေးမယ်ဆိုရင်ကျွန်တော် account ကြီးအထက်ရနဲ့ငွေအနှုတ်နဲ့ရိုက်ပြီးတော့ဒီဆောင်လေးကိုခေါ်ပြီး reconcile လုပ်ပေးရင်ရတယ်ဒါပေမဲ့နောက်တစ်ဆောင်မှာခြေနေတယ်ဆိုလဲကျွန်တော်တို့ရှင်းတယ်လွယ်ကူတယ်ပေါ့နော်အဲ့ quotation ကိုတွန်လာမယ်ကျွန်တော် new ခေါ်လိုက်မယ် customer တော့တူဖို့လိုလိမ့်မယ်နော်လှလှပဲ
ဒါပါတော့ FG finish ပေါ့ဒီကဒီကောင်ကနှစ်ခုပေါ့နော်နှစ်ခုဝယ်တေးကြရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ confirm ဆိုတဲ့ close လေးတစ်ခါလေးနှိပ်လိုက်မယ် deliver လုပ်မယ် validate ပြီးရင်ဒီ SO number လေးတို့ကနှိပ်မယ်ပြီးတော့ create invoice ပြီးတော့ confirm ဆိုတာနှိပ်လိုက်အဲ့မှာ outstanding credit ဆိုတာလေးပေါ်လာလိမ့်မယ်ဒါဘာလို့လဲဆိုတော့ကျွန်တော်ရှေ့မှာသူเนาะ reversal လောက်ထားတာရှိအဲ့ reversal လောက်ထား9000သူ့ကိုတကပေးအောင်အဲ့ဒါနဲ့ခြေချင်တယ်ဆိုကျွန်တော်ဒီမှာ add ဆိုတဲ့ဟာလေးနှိပ်လိုက်မယ်เนาะဒါဆိုလို့ရှိရင်ဒါ9000ကရှေ့ရ return နဲ့ခြေပြီးသွားပြီကျန်တဲ့9000ကငွေရတယ်ဆိုတော့ရှင်းရှင်းလေးပဲကျွန်တော်ဗာဆက်လုပ်မလဲဆိုတော့အကောင့်လေးတွေကဒါပါเนาะဒီငွေစင်းတစ်ခုခုကနေမှ receipt partner တူဖို့လိုမယ်လာရဲ့ဟာငွေရတာမို့လို့ဒါ9000ရတာမို့လို့เนาะ9000နှိပ်လိုက်မယ်ပြီးတော့မှ add and close ဒါဆိုလဲ system ကျွန်တော် auto reconcile လုပ်ပေးလိမ့်မယ်เนาะအဲ့လိုပုံစံထွက်လိုက်မယ်အဲ့တော့ invoice တွေကဘယ်မှာရှိလဲဆိုရင်ကျွန်တော်ဒီ customer တွေက invoice ထဲမှာကျွန်တော်ဒါ invoice တွေရှိတယ် bay တွေဘယ်မှာရှိလဲဆိုရင် banner တွေက bay မှာကျွန်တော်ဒါเนาะဒါကျွန်တော် bay ဖွင့်ထားရရှိတယ်ဒီလိုပုံစံထွက်လိုက်အဲ့တော့ reporting မှာဆိုလဲထားပါတော့ profit and loss ပေါ့เนาะအမှ comparison လုပ်ကြည့်ခြင်းနဲ့ဆိုလို့ရှိရင်အရင်ဆုံးကျွန်တော်ပါတော့ this month ဆိုတဲ့ဟာလေးကိုထားလိုက်ပြီးတော့မှ comparison เนาะprevious ကာလကျွန်တော်ထည့်လိုက်တာ ਨੇ ဒါ compare လုပ်ပြီးကြည့်လို့ရတယ်เนาะဒီလိုပုံစံထွက်လိုက်အမှ balance ရှိရဆိုလို့ရှိရင်လည်းအဲ့ဒီတိုင်းပဲဒါတော့ reporting ဘိုင်းနဲ့ပေါ့เนาะမိမိလိုအပ်တယ်လို့ဒါကျွန်တော်တို့ဒါဆောင်ရွက်ပြီးတော့ကြည့်လို့ရပါတယ်